ဟုတ်ကဲ့မင်္ဂလာပါညီမလေးအမကတော့ဒေါ်ဝင်းနှင်းသူလို့ခေါ်ပါတယ်ရှင်ဟုတ်ကဲ့အမသမီးလေးနာမည်ကတော့နှင်းလေးရင်ဝင်းလို့ခေါ်ပါတယ်နူရာလို့လည်းကျောင်းမှာအများသိကြရပေါ့နော် P7 မှာတက်နေပါတယ်ရှင် Year 7ပေါ့နော်ဟုတ်ကဲ့စုံကြီးပွဲတော်လေးကဟေးလေးကျောင်းရဲ့ပထမဆုံးအကြိမ်ပွဲတော်လေးဖြစ်မယ်နဲ့တူပါတယ်တော့နော်အခုလိုမျိုးပေါ့ဆူရတဲ့ကလေးတွေနဲ့ရောပြီးတော့ဒီကလေးတွေရဲ့ဒီ performance တွေ activity လေးတွေကိုထုတ်ပြခွင့်ရတာတွေပေါ့နော်အဲ့လိုမျိုးတက်တယ်အမကလည်းပို့ပြီးတော့ရှင်းပြောလို့ရှိရင်ကလေးတွေကိုစားမိပါတယ်ကိုစားလဲဝမ်းသာပြီးမိပါတယ်ရှင်ပြီးတော့လည်းကလေးတွေအဲ့လိုမျိုးစုကိုပေါ့နော်ပွဲနဲ့အခမ်းအနားနဲ့အဲ့လိုမျိုးပေးတဲ့ခါကျတော့သူတို့တွေအတွက်လည်းစာကိုပို့ပြီးတော့စူးစမ်းခြင်းစိတ်တွေperformance တွေလုပ်တဲ့ကလေးတွေအတွက်လည်းပို့ပြီးတော့တက်တီတွေပေါ့နော်စင်ကုန်မကြောက်တဲ့တက်တီတွေဒါမှသူတို့ရဲ့ဒီအနာဂတ်အတွက်မှာဒါတွေကပို့ပြီးတော့ social မှာကောင်းလာမယ်လို့မှမြင်နေပေါ့နော်အဲ့လိုမျိုးအကြောင်းကနေနှစ်စဉ်တိုင်းလည်းလုပ်နိုင်ပါစေလို့မှလည်းဖြစ်ပါတယ်စီတောင်းပါတယ်နော်ဟုတ်အမဦးဆုံးပေါ့နော်သမီးလေးကိုကြောင်းဆထားမယ်ဆိုပြီးတော့စဉ်းစားတဲ့အချိန်မှာပေါ့နော်တကယ်ချင်းတယောက်ကဒီရောစာနေပြီးတော့တပေါ့နော်ဟိုဟာလေးကတက်နေတာအရန်စင်ပြေတယ်ဆိုပြီးတော့အမတို့ဦးဆုံးအကြံပေးတယ်ပေါ့နော်အဲ့ခါမှာအမတို့ကလည်းကြောင်းရွေးချယ်ရမယ်ဆိုတော့ကိုယ်တိုင်ပေါ့ကြောင်းကိုယ်တိုင်လာလေ့လာတယ်ပေါ့နော်လာလေ့လာတဲ့အခါမှာအမတို့လိုချင်တဲ့စံနှုန်းဖြစ်တယ်ပေါ့သဘောတရားပြောရမယ်ဆိုမတို့ကတင် ्या ရေးဦးစားပေးတယ်နောက်တစ်ခုကကြတော့ကလေးတွေကိုနှွေးထွေးမှုရှိစေဖို့အတွက်မတို့ကတော့အရင်ဦးစားပေးတယ်ပေါ့နော်ကျောင်းဝင်လိုက်တဲ့အချိန်မှာမရဲ့ခံစားချက်ကနှွေးထွေးရှိရလို့ခံစားရတယ်နောက်ပြီးလို့ရှိရင်နောက်တစ်ခုကဆရာမတွေရဲ့တင် ्या တဲ့ဒီဥစ္စာ subject ပိုင်းကိုမှလေ့လာလိုက်တဲ့အခါမှာမတို့ပြည့်တက်တဲ့ subject ပေါ့နော်တင် ्या တဲ့ပုံစံဖြစ်နေတယ်နောက်တစ်ခုကကြတော့ဆရာမလေးတွေကိုမှမျက်မြင်တွေ့လိုက်တဲ့အခါမှာမတို့ရဲ့ဒီလိုအပ်တဲ့လိုချင်တဲ့ပေါ့နော်ဒီစံနှုန်းတွေနဲ့အများကြီးကိုင်ညီတဲ့အကြောင်းဆိုပြီးတော့မအဦးဆုံးပေါ့ရွေးချယ်မိလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးပါရှင်ဟုတ်သဘောတရားပြောရမယ်ဆိုရင်တော့ညီမလေးရဲ့အမတို့ခေတ်ကနဲ့ခုကလေးတွေတော့မတူတော့ဘူးပေါ့နော်ခုကလေးတွေကညံနေလဲပို့ပြီးတော့ကောင်းကြတယ်နောက်တစ်ခုကကြတော့သူတို့တွေမှာဒီပညာရေးတွေမဟုတ်ပဲနဲ့အခြားပေါ့ဒီအခြား activity တွေအားကစားဆိုအားကစားနောက်တစ်ခါဂီတဆိုဂီတနောက်အနုပညာဆိုအနုပညာအလျောက်ပေါ့နော်သူတို့တွေမှာအခုခေတ်ကအများကြီးလိုအပ်တယ်လို့မှမြင်တယ်ပေါ့နော်အရန်ကိုစာအုပ်ချိုးချုံမှုတစ်ခုလည်းမဟုတ်တော့ဘဲနဲ့နောက်ထပ်တခြားlanguage ပိုင်းတွေ music ပိုင်းတွေ art ပိုင်းတွေဒီဂီတပိုင်းတွေကလည်းသူတို့အတွက်ကိုလေ့လာဖို့အတွက်အခုခေတ်မှာကလမ်းတွေအများကြီးလဲပွင့်လန်းလာတော့လို့သူတို့အတွက်ကလည်းနောက်တစ်ခါတင်ယူဖို့အတွက်ကပို့ပြီးတော့ရှင်းပြောလို့ရှိရင်ညီမလေးက bright ဖြစ်တဲ့ကလေးတွေဆိုတော့တင်ယူဖို့တွေကလည်းပို့ပြီးတော့လွယ်ကူလာတယ်ပေါ့နော်အဲ့အတွက်အမကတော့ကလေးတွေကိုပညာရေးထက်အပြင်ကိုတခြား activity ဖြစ်တဲ့အားကစားတွေနောက်တစ်ခုကဒီ music တွေအမှုပညာတွေသူတို့ဝါသနာပါတဲ့လမ်းကြောင်းကိုပေါ့အမကတော့ကိုယ့်ဘက်ကနေတက်နိုင်တဲ့လောက်ကိုအမြဲတမ်းပေါ့နော်ပံ့ပိုးပေးမယ်လို့မကတော့ရည်ရွယ်ထားပြီးသားပါရှင်ဟုတ်မကတော့ပထမပေါ့နော်သမီးလေးဆို health ကျောင်းမှာနည်းနည်းရှိပြီပေါ့နော် P6 နဲ့ P7 လို့နည်းနည်းရှိပြီပေါ့နော်စတဲ့တုန်းကတော့အမကတော့ဒီဥစ္စာကိုရှင်းပြောလို့ရှိရင်ညီမလေးရဲ့ဆရာမတွေဘာတွေကိုလည်းအမကတောင်းဆိုမှုအမဘက်ကအများကြီးမများဘူးဒါပေမဲ့တင်နေရင်းနဲ့သမီးလေးစီကမှကြားတာကတော့စာတင် ्या ပေးရဆရာမတွေကစိတ်ရှိတယ်ပြီးလို့ရှိရင်စာတင် ्या တဲ့အခါမှာသူတို့ကနားလည်လွယ်အောင်တင် ्या နိုင်တယ်ကလေးတွေရဲ့ဒီဥစ္စာတဘောနဲ့ပြောလို့ရှိရင်စိတ်ဆန္ဒလေးတွေကိုလည်းသူတို့ကအမြဲတမ်းကြည့်ရှုပေးတယ်ပေါ့နော်နောက်တစ်ခါအမသမီးလေးဆိုလို့ရှိရင်ညီမလေးရဲ့အပြင်ကျူရှင်မယူဘူးအမသမီးလေးကသူ့ဘာသာသူဒီကျောင်းကတင်ပေးတဲ့ဟာကိုပဲအိမ်မှာကိုယ့်ဘာသာကို self study နဲ့လုပ်တဲ့လူဆိုတော့စာတင် ्या တဲ့အခါမှာသူ့ရဲ့အုံနောက်ထဲနားထဲကိုတိုက်ရိုက်ဝင်တယ်ပေါ့နော်အဲ့ဒါအမထင်တာဒါအဓိကပဲညီမလေးဒါအမတို့ကဘလောက်ပဲចောင်းကောင်းတွေကိုရွေးချယ်ပေးနေဘလောက်ပဲသူတို့အတွက်ဟောလုပ်မယ်သူတို့ကိုသူတို့ရဲ့အုံနောက်ထဲဝင်ဖို့သူတို့နှလုံးသားထဲမှာစာလုံးခြင်းစိတ်ဖြစ်ဖို့ဆိုတာကအရင်အရေးကြီးတယ်လေဒါမှဒါလျင်သူတို့ကဒီဟာကိုထိုးချွတ်ထက်မြက်တဲ့ចောင်းသားတွေဖြစ်လာမှာဆိုတော့အမကတော့ဒါကိုပနာမပေါ့နော်ဦးစားပေးပြီးတော့အမကတော့စဉ်းစားတယ်အမသမီးလေးကိုကြောင်းပြန်လာတိုင်းမြင်မေးတယ်ဒီနေ့တင် ्या တဲ့ဘာသာရက်ဒီအစင်ပြေလားဘယ်ဆရာမကတော့ဖြစ်ဘလို့လဲဆိုတော့သူ့စီကနေအမြဲတမ်းပြန်ကြားလာတဲ့ဟာလေးကသမီးလေးတို့ကအရန်ကိုအစင်ပြေတယ်ဆိုတော့အမကတော့ဒါလေးကိုပေါ့နော်ပို့ပြီးတော့နှစ်တက်တယ်ပေါ့နော်အဲ့ဒါလေးကိုအဓိကပြောချင်တယ်ရှင်ဟုတ်အမသမီးလေးကတော့သူကတော့နည်းနည်းတွက်လက်ချက်ချတဲ့ကလေးဆိုတော့ရှိတဲ့ activity ကိုတော့သူက join နေတာပဲပေါ့နော်ဒါပေမဲ့သူကဂီတဘက်မှာဆိုရင်တော့သူကတော့အဓိကဂီတာတင်တန်းပေါ့နော်ဂီတာတင်တန်းကိုလည်းသူက join ထားတယ်နောက်ပြီးတော့အားကစားအနေနဲ့ကတော့သူကကြတော့အခုပေါ့သူစိတ်ဝင်စားနေတာ chess ပေါ့နော်အရင်စိတ်ဝင်စားနေတယ်ဆိုတော့ဒီသူ chess club ကိုလည်း join နေတယ်ဆိုတော့အမကတော့ join ပြုထားတယ်တခုပေါ့နော်အမပြောချင်တာကသမီးလေးကခုနပြောသလိုပေါ့သူကကိုယ့်ဟာကို self study လုပ်တယ်ဆိုတော့ဒီအခန်းထဲမှာ concentrate လုပ်ပြီးတော့ဒီဟာကိုတိတိကျကျဆရာမတွေတင် ्या ပေးတဲ့ဟာပေါ်မှာတိကျဂရုစိုက်ပြီးတင် ्या တဲ့ခါကျတော့သူ့အချိန်ပေါ်တွေထွက်တယ်ညီမလေးအချိန်ပေါ်ထွက်တဲ့ခါကျတော့အခုညီမလေးတို့ကျောင်းဘက်ကနေပြီးတော့ဒီ after school class ခေါ်မှာပေါ့နော် activity တွေကိုစာတင် ्या တဲ့အတော်အတွင်းမှာမတင်ဘဲနဲ့ကျောင်းတင်ပြမမှာတင်ပေးတာကြတော့အမကပိုတဘောကြတယ်ညီမလေးဘာလို့ဆိုတော့ကျောင်းစာတင်ရေးကိုလည်းတော့မထိခိုက်စေဘူးပေါ့နော်ပြီးတော့ကလေးတွေအတွက်ကိုလည်းထပ်ပြီးတော့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်screen time တွေရော့သွားနေတယ်ညီမလေးအဲ့လို activity တွေကနောက်တစ်ခုကကြတော့ဒီ activity class တွေကကျောင်းကနေပြီးတော့လဲရှင်းပြောလို့ရှင်ထပ်ပြီးငွေချင်းလဲအကုန်ညခံပြီးပေးစရာလဲမလိုဘူးပေါ့နော်ကလေးတွေအတွက်ကိုလည်းနှစ်တက်မဲ့ဒီ activity တွေကိုလည်းရွေးချယ်ပြီးတင် ्या ပေးတယ်ဆိုတော့အမကတော့မိဘတွေကိုပေါ့နော်ကလေးတွေကိုဖြစ်နိုင်ရင်
activity class တွေကို join စေချင်တယ်ပေါ့နော်အဓိကကတော့ဟိုဒီကျောင်းရဲ့ဒီဟိုထဲမှာအချိန်ပြင်းမှတင် ညာပေးတာအမကနေတက်တာတကြောင်ထပ်ပြီးတော့ငွေချင်းပေးရတာတကြောင်နောက်တစ်ခုကကလေးတွေနှစ်တက်တဲ့ဟာသူ့ဘာလို့သူရွေးချယ်သွားလို့ရှင်ကလေးတွေရဲ့ဒီ screen time လေးတွေရောလာမယ်ပေါ့နော်အားစားကိုလည်းလုံးလာတဲ့အခါကျလို့ရှင်ကလေးတွေကညံရေးပို့ထက်မြက်ပြီးတော့တွက်လက်လာမယ်လို့မကတော့မြင်နေပေါ့နော်အားကြောင့်မို့ဒီ season လေးကိုမကတော့အရန်ပဲသဘောကျတယ်ညီမလေးဟုတ်မကတော့ပေါ့နော်ရှိသမျှဒီဟိုသားသားမီမီလေးတွေကိုရောမိဘလေးတွေကိုမှပြောချင်တာကတော့အခုခေတ်မှာမိဘနဲ့သားသမီးတွေကဘာလို့ဖြစ်လာလဲဆိုလို့ရှိရင်နည်းနည်းလေးဝေးခွာလာတဲ့အနေအထားမှာရှိနေမှာလို့ screen time တွေအရန်များလာတယ်မိဘတွေကလည်းအများစုကကြတော့ဟိုသူတို့အတွက်ကိုဖြည့်ဆည်းပေးဖို့အတွက်ငွေချင်းရှာဖွေရတဲ့အခါမှာကလေးတွေနဲ့မိဘတွေနဲ့က close ဖြစ်တာကနည်းလာတယ်အဲ့တော့အမတတိပေးချင်တာကပေါ့နော်အကြံပေးချင်တာပေါ့တသားမီမီလေးတွေကလည်းမိဘတွေကိုပြန်လာလို့ရှိရင်အเจ้าမှာဖြစ်လာတဲ့အကြောင်းအရာလေးတွေကိုမိဘတွေနဲ့ဆွေးနွေးပါတိုင်ပင်ပါ close ဖြစ်အောင်နေပါနောက်တစ်ခုကကြတော့အเจ้าမှာဆရာဆရာမတင် ညာပေးတဲ့အခါမှာခရူးဆိုင်နားထောင်ပါအဲ့လိုဆိုလို့ရှိရင်ဘာပဲပြောပြောသူတို့အချိန်ပိုတွေထွက်လာမယ်နားချိန်တွေထွက်လာမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တခြားကိုနှစ်တက်တဲ့အခြားအရာတွေအများကြီးပေါ့နော်လုံနိုင်မယ်လို့အမအမြင်တယ်ဒါကြောင့်မလို့တနာမီတွေအကုန်လုံးဒီပညာရေးမှာလည်းထူးချွန်တယ်လို့တခြားဘက်စုံနေရာမှာလည်းထူးချွန်နိုင်အောင်လို့ပေါ့နော်အမခုနအားလေးပြောတာပေါ့နော်နောက်တစ်ခါကျတော့ဒီမိဘအနေနဲ့အမြဲတမ်းဟိုပါပေါ့နော်ဟိုအစင်ဆက်မပြတ်နေအောင်လို့နွေးနွေးထွေးထွေးလေးဖြစ်အောင်လို့မိဘတွေကလည်းမင်းမြန်းစေခြင်းတယ်လို့တသားမီမီတွေကလည်းအမြဲတမ်းပေါ့နော်ကိုเจ้าမှာဖြစ်လာတဲ့ကောင်းခြင်းစိုးခြင်းအကုန်လုံးကိုမိဘတွေနဲ့တိုင်ပင်နှီးနှောပြီးတော့ဒီဆရာမိဘပါပေါ့နော်ကျောင်းသားပေါ့အကုန်လုံးပေါ့ဒီလိုမျိုးတူတူတွဲပြီးတော့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်အနာဂတ်တော့ကောင်းမွန်တဲ့ကလေးလေးတွေပေါ့နော်ဖြစ်လာမယ်လို့အမကတော့မြင်တယ်ညီမလေးဟုတ်ကဲ့အမကတော့ပြောချင်တာတော့ Helix ကအခုဆိုလို့ရှိရင် pre အဲ့ဒီဟိုကနေပြီးတော့နော် pre KG တန်းကနေပြီးတော့နောက်ဆုံးအခု IGCSE တို့ OSSD တို့အထိကိုသင်ပေးနေတဲ့အဲ့လိုပေါ့နော်တက်ရောက်ခွင့်ရနေတဲ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာကို break ထဲပေါ့နော်တို့အတွက်နောင်ရင်းစိတ်မပူရအောင်လို့ဟိုနောက်လျှောက်ပေါ့တွားနိုင်အောင်လို့အမကတော့ဒီကလေးတွေကိုပေါ့နော်ပညာရေးမှာရောဖြစ်ဖြစ်အခြားအရာမှာရောဖြစ်ဖြစ်ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့နော်တက်နိုင်တဲ့လောက်စူးစမ်းပါနော်စူးစမ်းအားထုတ်ပါတင်ယူပါလေ့လာပါနောက်တစ်ခုကကြတော့ဒီမခုနပြောသူပေါ့နော်ဆရာတွေနဲ့ကိုလည်းအမြဲတမ်းကိုနားမလဲမသိမတဲ့ဟာလေးတွေကိုလည်းအမြဲတမ်းနွေးနွေးထွေးထွေးနဲ့တိုင်ပင်ပါဆွေးနွေးပါအဲ့ဒါလို့ဆိုလို့ရှိရင်ဟို Helix ကျောင်းအတွက်ပြင်မကဘူးတသားမိမိတွေအတွက်လည်းအများကြီးပေါ့နော်သူတို့အတွက်ကိုထပ်ပြီးတော့တက်လန်းနေအများကြီးဖြစ်လာမယ်လို့လည်းအမကမြင်တယ်ပေါ့နော်အားကြောင့်မလို့အမြဲတမ်းဒီဟိုဥစားအတွက်ကိုပေါ့ဟိုခုနပြောသလိုပေါ့နော်ညီမလေးဒီပညာရေးမှာပဲဖြစ်ဖြစ်ဒီတခြားအရာတွေမှာပဲဖြစ်ဖြစ်ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ကလေးလေးတွေကိုပေါ့နော်အကုန်လုံးကိုဟိုစူးစမ်းစေချင်တယ်ပေါ့နော်ညီမလေးကျောင်းတွေပြောပြီးတော့စာတော်တဲ့ကလေးတွေဖြစ်စေချင်ပါတယ်အဲ့လိုမျိုးဖြစ်အောင်လို့လည်းစူးစမ်းကြပါလို့အမကဟိုဒီဘက်ဟိုပါပေါ့နော်အခုခွင့်ရေးရတော့ပြောပြချင်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်